အားလုံးပဲမင်္ဂလာပါ။ဘာမီစရဲကနေပြန်ပြီးကြိုဆိုလိုက်ပါရစေ။ဘာမီစရဲရဲ့ Unboxing Season 2026ပိုင်း1ပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့အခုတစ်ခေါက် Unboxing Season မှာကျွန်တော်တို့ unbox လုပ်မဲ့ item လေးတွေကဒီရှိမှမြင်တဲ့အတိုင်းပဲပေါ့နော်။နည်းနည်းများတယ်ပေါ့နော်။ဆိုတော့ဒီပစ္စည်းလေးကဘာလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရအောင်။ဆိုတော့ကျွန်တော်ဒီကောင်လေးရင်ဖောက်လိုက်မယ်ပေါ့နော်။ကောင်လေးရင်ဖောက်လိုက်မယ်။ Raymond ရဲ့ကျွန်တော်တို့ Manchester City နဲ့တွေ့တဲ့အချိန်မှာတော့သူတွေ့ယူခဲ့တဲ့ overhead kit ပေါ်မှာsign ထိုးထားတဲ့ poster လေးပေါ့နော်ဆိုတော့ဒီကောင်လေးဖြစ်ပါတယ်ပြီးတော့ဒီကောင်ကျွန်တော်ဝယ်ထားတဲ့ရှေ့ကလာတဲ့ဒီကောင် certificate တွေပါတယ်ပေါ့နော် certificate ပါတယ်certificate ပါတယ်ဒီကောင်ကတော့ first item ပေါ့နော် okay ဆိုတော့ကျွန်တော်ဒီထုတ်ပေါက်မယ်ပေါ့နော်ဖောက်လိုက်ဆိုတော့ဒါကျွန်တော် Manchester United official store ကနေပြီးတော့မှာထားတဲ့အုတ်ထုတ်ပေါ့နော်ဆိုတော့ဒီမှာဆိုလဲကျွန်တော်တို့ဒီ store ကနေပြီးတော့တိုက်လာတာဖြစ်တဲ့အတွက်ကြောင့်လို့ဒီမှာ hologram ပါတယ်ပေါ့နော်ဒီနားမှာ Manchester United လို့ပုံနေမိုက်ပါတယ်ဆိုတော့auto ပါနောက်တစ်ခုကတော့ဒါဟူဒီပဲဖြစ်ပါတယ်ကျွန်တော်တို့ဟူဒီတော့ကျွန်တော် customer ကမှာထားတဲ့ဟာဆိုတော့ကျွန်တော်မဖောက်တော့ဘူးပေါ့နော်ဆိုတော့ဒီကောင်မကြသေးခင်ကထားထားတဲ့စိတ်ဟောပေါ့ sorry စိတ်ကောင်ဖြစ်တယ် design တစ်ပေါ့နော်ဆိုတော့ဟိုလေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကိုအရင်ကြည့်လိုက်မယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော်ဒီမှာ Bruno Fernandes ရဲ့ sign ထိုးထားတဲ့ cap ပေါ့နော်sign ထိုးထားတဲ့ cap ကိုမှကျွန်တော်18 out of 99ပေါ့နော်ကျွန်တော်ဒီ cap တောင်ဖြစ်တယ်ကျွန်တော်ဒီ cap ကိုဝယ်ပြလိုက်တဲ့အဓိကအကြောင်းရင်းကတော့ဒီမှာအရင်တော့က Bruno Fernandes ဝယ်စင်ထားတဲ့ John number ပေါ့နော်ဒီ John number နဲ့18ပေါ့နော်ဆိုတော့ဒါလေးပေါ်ကြဒီ cap လေးယူလိုက်တာပေါ့နော်ဒီ cap ရှိပါမယ်ပြီးရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ Kobe Mainoo ပေါ့နော် Kobe Mainoo ရဲ့ capကိုရီမိုင်နူရဲ့ကတ်ပေါ့နော်ကိုရီမိုင်နူရဲ့ကတ်ကိုမှဒီထဲမှာသူက relate ပါတယ်ပေါ့နော်ဒီ relate ကပါလဲဆိုတော့ကျွန်တော်တို့ဒီမှာကိုရီမိုင်နူဝတ်ဆင်ထားတဲ့ကောင်ပေါ့နော်ဝတ်ဆင်ခဲ့တဲ့ကောင်ဝတ်ဆင်ခဲ့တဲ့ဂျာစီအသားပေါ့နော်အဲ့ဒါလေးကို relate အနေနဲ့ထည့်သွင်းထားတာပေါ့နော်ပြီးရင်ဒီမှာကိုရီမိုင်နူရဲ့ signature ပါပါတယ်ဆိုတော့မိုက်ပါတယ်ကလေးရကျွန်တော်အဲ့ဒါဆိုရင်နောက်နှစ်ခုပဲကျန်တော့မယ်ပေါ့နော်ဆိုတော့ဒီကောင်အရင်ထုတ်လိုက်မယ်။ကောင်တော့ဒီမှာမြင်လိုက်ရပြီဆိုတော့ Manchester United jersey မှအားလုံးတည်တာဖြစ်မယ်ပေါ့နော်ဆိုတော့size jersey ပါပဲဘယ်သူရဲ့ jersey ဖြစ်မလဲဆိုတော့ကျွန်တော်တို့ကြည့်လိုက်အောင်။ဒီ signature မြင်တော့အားလုံးရှင်းပြီးတည်ကြမယ်ထင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ Manchester United ကိုတဖန်ပြန်ပြီးတော့အခြေချပြီးကစားသွားတဲ့Ronaldo ရဲ့
signature ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ Ronaldo signature ပြီးတော့ရင်ကျွန်တော်တို့ဒီမှာ official hologram ပါမယ်ပြီးရင်ဒီofficial hologram နဲ့ကိုက်ညီတဲ့ကျွန်တော် Manchester United ရဲ့ official certificate ပါမယ်ပေါ့နော်ဆိုတော့ဒီကတော့ Ronaldo ရဲ့ sign jersey ပဲဖြစ်ပါတယ် Okay ဒါတော့နောက်ဆုံးတစ်ခုပဲဖြစ်ပါတယ် Okay ဒါလည်း Ronaldo ရဲ့ sign ထိုးထားတဲ့ jersey ပဲဖြစ်တယ်ပေါ့နော်ဆိုတော့ Ronaldo ရဲ့ signature ထိုးထားတဲ့ jersey ပြီးသွားရင်ကျွန်တော်တို့ဒီမှာအမလေး hologram ကွာတော့မလို့ hologram ကွာခြင်းနေပြီhologram ပါတယ်ပေါ့နော်ပါလဲတော့ဖြစ်သွား hologram ပါတယ်ပြီးသွားရင်အဲ့ hologram နဲ့ကိုက်ညီတယ်ဒီမှာ certificate လေးပါတယ်ပေါ့နော် Okay ပါအဲ့တော့ဆိုရင်ကျွန်တော်တို့ခုတစ်ခေါက် unboxing season 2026ပိုင်း1ရဲ့ unboxing season လေးကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုအဆုံးထိလာကြည့်ပြီးတဲ့တယောက်ချင်းလေးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်အားလုံးပဲကြပါ